ဒီကနေ့အခြားတော့မဟုတ်ပါဘူးပညာနဲ့ရက်တီရတာခက်ခဲလာလားဘာလားတော့မသိဘူးပေါ့ဗျာမနေ့စောစောကျွန်တော်အတွေ့အကြုံလေးပါနော်ရှင်နဲ့ခံစားရလို့ပါစောစောညီလေးတဲ့အကိုကားလေးနှုတ်မရလို့ဆိုပြီးတော့လန့်ဆက်တာပေါ့အဲ့ဆိုရင်ကိုကြီးကျွန်တော်ဆိုင်ကယ်လေးနဲ့လွတ်လိုက်မယ်လို့လန့်ပြောလိုက်တာပေါ့အဲ့တော့တဲ့ကိုညီလေးကိုကြီးတို့ကျွန်တော်ထမင်းစားပြီးရနဲ့တခါလဲလွတ်ပေးပါမယ်လို့ပြောပြီးတော့ကျွန်တော်တပည့်လေးကိုခါလဲလွတ်ပေးလိုက်တာလွတ်ပေးပြီးတော့တပည့်လေးလဲတနာရီလောက်ကြတော့ရောက်သွားပါတော့မြို့ထဲမှာ35လမ်းကြော်လေးမှာပါပဲရှားဆရာကြီးတဲ့ကားလေးရပြီတဲ့နော်ဟိုပါဗောစတက်လေးကကတ်နေရစတက်မော်တာလုတ်ပြလိုက်တာရသွားပြီတဲ့ကလေး2ယောက်လုတ်လိုက်တာဘယ်ဒီယိုနဲ့ဆိုင်ကယ်နဲ့လွတ်လဲလွတ်ပြီးတော့လိုအပ်တဲ့နေရာတွေဝါရင်းဆိုင်တွေဘာလို့လိုက်ဖို့အခါရလိုက်ဖို့ပြီးတော့အကိုကြီးတဲ့လက်ခဘယ်လောက်ပေးရမှာတော့နဲ့လက်ခကိုကိုကြီးလို့2000ပေးလိုက်ပါလို့ကျွန်တော်လှမ်းပြောလိုက်တာဗောနော်2000ပဲအကိုရဲတဲ့အကိုတဲ့ကြောက်လက်လေးနေတဲ့ဟိုတို့လိုက်တာတဲ့ရသွားတာဟုတ်တယ်2000ကမများဘူးလားတဲ့အဲ့ဆိုရင်လေကိုရဲလို့2000မပေးနေပါနဲ့လို့တချမ်းမှလည်းမပေးလို့ရပါတယ်လို့ဒါပေမဲ့လို့ပညာတော့မစော်ကားပါနဲ့ဆိုပြီးတော့ကျွန်တော်ပြောပြီးတော့ကျွန်တော်အလွန်တော့မဟုတ်ပါဘူးเนาะအဲ့တော့ပြောချင်တာကျွန်တော်တို့ဝရှော့ပညာတင်ထားတာခင်ဗျားတို့စိုင်းကတစီဆွဲလောက်ကိုပဲပညာမရှိဘူးဆိုရင်တော့မပေးလိုက်နဲ့လို့ကျွန်တော်တခါလေးပြောလိုက်နောက်လဲမပြင်ပေးနိုင်ဘူးเนาะနောက်လဲမခေါ်ပါနဲ့လို့ကျွန်တော်ပြောလိုက်တယ်အဓိကကတော့ညီလေးနောက်ကျမှပတ်စံပေးမယ်ကိုကြီးကိုဟိုလောက်ပါလို့ပြောရင်တော်သေးဗျာသူကကြတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့အပိုင်းကိုမတန်ဘူးလို့ခံစားရပါဘောเนาะသူတို့လုပ်တဲ့ဥစ္စာကိုလက်ကားတောင်ပြင်ပေးနေတာဟာလက်ကားပြင်ပေးလို့လည်းရပါတယ်ဘာမှပြတ်တာမရှိဘူးဒါပေမဲ့ပြောတဲ့စကားညီလေးတဲ့ကြောက်လက်လေးနဲ့ထောက်လိုက်တာ2000မဲတောင်းရတာလားဆိုပြောအဲ့ဒါကိုခံပြင်းဆုံးပါပဲเนาะအဲ့တော့နောက်လဲလာမပြင်းနဲ့ညနေလို့ပြင်တာမဟုတ်ဘူးเนาะအဲ့ဒါလေးသိအောင်လို့မိတ်ဆွေကြီးပြောပြပေးခြင်းဖြစ်ပါတယ်เนาะဒိုင်းမော်ကြည့်နေလဲခင်ဗျားတို့တွေ့မှာပါเนาะအားလုံးပဲကျေးဇူးပါနော်ငါလို့ပြင်တာမဟုတ်ဆိုတာမိတ်ဆွေတို့တိအောင်နော်တခါလေးပြောလိုက်မယ်နော်ပညာကိုတန်ဖိုးမဖြတ်ပါနဲ့ဘယ်တော့မှလည်းခင်ဗျားတို့ဟိုလုပ်ပြရမဟုတ်ပါဘူးနော်ကျွန်တော်တို့တင်လာတာ10စုနှစ်များဆိုတာပညာတင်လာတဲ့ဟာခင်ဗျားတို့စော်ကားဖို့မဟုတ်ဘူးနော်အဲ့ဒါနားလဲအောင်ပြောခြင်းဖြစ်တယ်နော်ထီးရဲ့လူဆက်နားရဲ့လူဆက်ပဲနော်တဲ့ကိုပြောတာဒီကနေ့အခြားတော့မဟုတ်ပါဘူးပညာနဲ့ရက်တီရတာခက်ခဲလာလားဘာလားတော့မသိဘူးပေါ့ဗျာမနေ့စောစောကျွန်တော်အတွေ့အကြုံလေးပါနော်ရှင်နဲ့ခံစားရလို့ပါစောစောညီလေးတဲ့အကိုကားလေးနှုတ်မရလို့ဆိုပြီးတော့လန့်ဆက်တာပေါ့အဲ့ဆိုရင်ကိုကြီးကျွန်တော်ဆိုင်ကယ်လေးနဲ့လွတ်လိုက်မယ်လို့လန့်ပြောလိုက်တာပေါ့အဲ့တော့တဲ့ကိုညီလေးကိုကြီးတို့ကျွန်တော်ထမင်းစားပြီးရနဲ့တခါလဲလွတ်ပေးပါမယ်လို့ပြောပြီးတော့ကျွန်တော်တပည့်လေးကိုခါလဲလွတ်ပေးလိုက်တာလွတ်ပေးပြီးတော့တပည့်လေးလဲတနာရီလောက်ကြတော့ရောက်သွားပါတော့မြို့ထဲမှာ35လမ်းကြော်လေးမှာပါပဲရှားဆရာကြီးတဲ့ကားလေးရပြီတဲ့နော်ဟိုပါဗောစတက်လေးကကတ်နေရစတက်မော်တာလုတ်ပြလိုက်တာရသွားပြီတဲ့ကလေး2ယောက်လုတ်လိုက်တာဘယ်ဒီယိုနဲ့ဆိုင်ကယ်နဲ့လွတ်လဲလွတ်ပြီးတော့လိုအပ်တဲ့နေရာတွေဝါရင်းဆိုင်တွေဘာလို့လိုက်ဖို့အခါရလိုက်ဖို့ပြီးတော့ကိုကြီးတဲ့လက်ခဘယ်လောက်ပေးရမှာတော့နဲ့လက်ခကိုကိုကြီးလို့2000ပေးလိုက်ပါလို့ကျွန်တော်လှမ်းပြောလိုက်တာဗောနော်2000ပဲအကိုရဲတဲ့အကိုတဲ့ကြောက်လက်လေးနေတဲ့ဟိုတို့လိုက်တာတဲ့ရသွားတာဟုတ်တယ်2000ကမများဘူးလားတဲ့အဲ့ဆိုရင်လေကိုရဲလို့2000မပေးနေပါနဲ့လို့တချမ်းမှလည်းမပေးလို့ရပါတယ်လို့ဒါပေမဲ့လို့ပညာတော့မစော်ကားပါနဲ့ဆိုပြီးတော့ကျွန်တော်ပြောပြီးတော့ကျွန်တော်အလွန်တော့မဟုတ်ပါဘူးเนาะအဲ့တော့ပြောချင်တာကျွန်တော်တို့ဝရှော့ပညာတင်ထားတာခင်ဗျားတို့စိုင်းကတစီဆွဲလောက်ကိုပဲပညာမရှိဘူးဆိုရင်တော့မပေးလိုက်နဲ့လို့ကျွန်တော်တခါလေးပြောလိုက်နောက်လဲမပြင်ပေးနိုင်ဘူးเนาะနောက်လဲမခေါ်ပါနဲ့လို့ကျွန်တော်ပြောလိုက်တယ်အဓိကကတော့ညီလေးနောက်ကျမှပတ်စံပေးမယ်ကိုကြီးကိုဟိုလောက်ပါလို့ပြောရင်တော်သေးဗျာသူကကြတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့အပိုင်းကိုမတန်ဘူးလို့ခံစားရပါဘောเนาะသူတို့လုပ်တဲ့ဥစ္စာကိုလက်ကားတောင်ပြင်ပေးနေတာဟာလက်ကားပြင်ပေးလို့လည်းရပါတယ်ဘာမှပြတ်တာမရှိဘူးဒါပေမဲ့ပြောတဲ့စကားညီလေးတဲ့ကြောက်လက်လေးနဲ့ထောက်လိုက်တာ2000မဲတောင်းရတာလားဆိုပြောအဲ့ဒါကိုခံပြင်းဆုံးပါပဲเนาะအဲ့တော့နောက်လဲလာမပြင်နဲ့ညနေလို့ပြင်တာမဟုတ်ဘူးเนาะအဲ့ဒါလေးသိအောင်လို့မိတ်ဆွေကြီးပြောပြပေးခြင်းဖြစ်ပါတယ်เนาะဒိုင်းမော်ကြည့်နေလဲခင်ဗျားတို့တွေ့မှာပါเนาะအားလုံးပဲကျေးဇူးပါနော်ငါလို့ပြင်တာမဟုတ်ဘူးဆိုတာမိတ်ဆွေတို့တိအောင်နော်တခါလေးပြောလိုက်မယ်နော်ပညာကိုတန်ဖိုးမဖြတ်ပါနဲ့ဘယ်တော့မှလည်းခင်ဗျားတို့ဟိုလုပ်ပြရမဟုတ်ပါဘူးနော်ကျွန်တော်တို့တင်လာတာ10စုနှစ်များဆိုတာပညာတင်လာတဲ့ဟာခင်ဗျားတို့စော်ကားဖို့မဟုတ်ဘူးနော်အဲ့ဒါနားလဲအောင်ပြောခြင်းဖြစ်တယ်နော်ထီးရဲ့လူဆက်နားရဲ့လူဆက်ပဲနော်တဲ့ကိုပြောတာ